အဘိုးအသက်မရှိနိုင်တော့ဘူးလို့အားလုံးကထင်မှတ်ထားခဲ့ကြပေမယ့်သူကတော့သူ့နေရာမှာဘေးကင်းကင်းနဲ့ရှိနေစေပါပဲ။အန်နာလှမ်းကြည့်လိုက်တဲ့အချိန်မှာပဲအဲ့ဒီလူကသူ့စီပြက်လိုက်တဲ့ကြည်စံကိုလက်ပလာတက်တက်နဲ့ဖမ်းထားနိုင်ခဲ့တာကိုသိလိုက်ရပါလေ။ Hence အဲ့ဒီလူမှာ Wolverine တော်မျိုးအထူးစွမ်းရည်တစ်ခုရှိနေပါလေ။ဒါပေမဲ့သူ့စွမ်းရည်ကထူးခြားချက်တစ်ခုရှိပြီးအဲ့ဒါကတော့ငွေကုန်ကျဲကြများတာပါပဲ။သူ့မှာပတ်စံပိုရှိလေလေသူ့ရဲ့စွမ်းအားကပိုပြီးတန်မာလီလီဖြစ်ပါတယ်။အန်နာကတော့တာမန်လူသားမင်းကလေးတစ်ယောက်ပါ။ဒါပေမဲ့သူမရဲ့အလုပ်ကတော့အဲ့ဒီလိုလူစွမ်းကောင်းတွေကိုလိုက်လံဖမ်းဆီးရတာပဲဖြစ်ပါတယ်။သူမကတက်တော်ဆောင်တွေရဲ့ကာကွယ်မှုအောင်မှာနေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဟန်စီရဲ့ပတ်စံတွေနမှန်ကုန်သွားအောင်လို့ပါ။တိုက်ပွဲကိုအချိန်ဆွဲပြီးအင်အားပြုံးတီးစေတဲ့ဗျူဟာကိုသုံးရင်သူ့ကိုအမြန်ဆုံးအနိုင်ယူနိုင်မှာဖြစ်ပါတယ်။အန်နာကစနိုက်ပါသမားတစ်ယောက်ကိုလေကြိုတင်စီစဉ်ထားပါသေးတယ်။တနက်ပစ်လိုက်တဲ့အချိန်မှာပဲဟန်စ်ကသူ့ရဲ့အမြန်နှုန်းနဲ့ကြီးစံကိုရှောင်သိမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုလုံးလိုက်ရတဲ့အတွက်သူ့ရဲ့ပတ်စံတွေကတော့လင်းမြန်စွာပဲကုန်ဆုံးသွားခဲ့ရပါတယ်။ ဟန်စ်ကအန်နာကိုဖမ်းဖို့ပြင်လိုက်တဲ့အချိန်မှာပဲကားတစ်စီးကသူ့စီကိုရုတ်တရက်လွင့်ပြန်လာခဲ့ပါတယ်။ကားကိုအောင်မြင်စွာဖမ်းသိမ်းနိုင်ခဲ့ပေမဲ့လို့သူ့ပတ်စံအတော်များများကတော့ကုန်သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲမီးစွမ်းအားရှင်တစ်ခုကအစီအစဉ်တစ်ခုနဲ့ထွက်ပေါ်လာခဲ့ပါတယ်။သူကတော့အန်နာရဲ့ထိတ်တန်းတက်တော်ဆောင်ဖြစ်ပါတယ်။တကယ်တော့ဒီမီးစွမ်းအားရှင်ကတည်ဆုံးပေးတာလူပါ။ဒါပေမဲ့အန်နာကသူ့စွမ်းအားကနေရတဲ့စေးရည်ကစီညစ်ကိုတုံးပြီးသူ့ကိုပြန်လဲအသက်သွင်းထားတာဖြစ်ပါတယ်။ဒီမီးစွမ်းအားရှင်ကတော့စွမ်းအားသုံးဖို့ပတ်စံမလိုအပ်ပါဘူး။သူကအသားလေးတောင်းပြီးုံနဲ့တင်ကားကလွင့်ထွက်သွားခဲ့ပါတယ်။ ဟန်စ်ကသူ့စွမ်းရည်ကိုစမ်းသပ်ချင်တာနဲ့ခုန်တက်ပြီးဝင်လုံးခဲ့ပါတယ်။ဒါပေမဲ့မီးစွမ်းအားရှင်ကတော့တခြားမဲနောက်ဆုတ်သွားခဲ့ပါတယ်။ဟန်စ်ကသူ့စီမှာကြံတော့တဲ့ငွေဆက်ကိုအနှဲငယ်ကိုထုတ်လိုက်ပါတယ်။ဒါကသူ့စွမ်းအားမကြခင်ကုံဆုံးတော့မယ်ဆိုတာပြသနေတာပါ။သူဘယ်လိုတုံ့ပြန်ရမလဲဆိုတာအမြင်စဉ်းစားလိုက်ပါတယ်။ဒါပေမဲ့သူတိုက်ခိုက်ကိုပြင်လိုက်ချိန်မှာပဲရုတ်တရက်တစ်ဖက်လှည့်ပြီးမီးစွမ်းအားရှင်ကိုပွိုက်ဖက်ကလေပေါ်ပြန်တက်သွားခဲ့ပါတယ်။ပြီးတော့သူတို့နှစ်ယောက်လုံးနေရာတစ်ခုကိုပြုတ်ကျသွားခဲ့ကြတယ်။တကယ်တော့သူတို့ပြုတ်ကျသွားတဲ့နေရာကရေကန်ကြီးတစ်ခုဖြစ်နေပါတယ်။ဟန်စ်ကရေနဲ့မီးငင်းသလိုရတယ်ဆိုတဲ့သဘောတရားကိုအသုံးပြုပြီးမီးစွမ်းအားရှင်ရဲ့တိုက်ခိုက်နိုင်စွမ်းကိုလျှော့ချဖို့ကြံစီလိုက်တာပါ။သူ့ရဲ့တွက်ချက်ကမှန်ကန်ခဲ့ပါတယ်။မီးစွမ်းအားရှင်ရေထဲကျသွားတဲ့အခါလက်ထဲကမီးတွေချက်ချင်းငင်းထွက်ခဲ့ပါတော့တယ်။